ပြဿနာပဲပြဿနာဘာပြဿနာတော့ဆိုတော့အောက်ခလုံးနှိမ့်လိုက်ရင်အန်တာဖြစ်နေတယ်အလဲခလုံးနှိမ့်လိုက်ရင်အောက်ရောက်တဲ့ခလုံးဖြစ်နေတယ်โอเคအမေကြည့်အိုက်ကနေမှထွက်ပြမယ်ဟောနောက်ထွက်တဲ့ခလုံးဖြစ်ဟောနှိမ့်လိုက်လို့ရှင်ဝင်သွားရောအဲ့ဒါဘာလို့ဖြစ်တာတော့ဆိုတော့ကိုပေးထားတဲ့ကိုရေးထားတဲ့ကုတ်နဲ့ကိုတက်ထားတဲ့ GPI ကိုပင်နေနဲ့မှားနေလို့ဖြစ်တာကျွန်တော်ဒီမှာ button select ပင်ကို select လုပ်မဲ့ပင်ကို33ပေါ့နော် GPI ကို33နံပါတ်33မှာထားတယ်ဒီအောက်ကိုနှိမ့်မဲ့ပင်ကိုကြာ32မှာထားတယ်အဲ့မှာပြောင်းပြန်ဖြစ်နေတာအဲ့ဒီတော့ကျွန်တော်တို့ကဒီကောင်ကို32ဒီကောင်ကို33ထားလိုက်ရတယ်အဲ့ကြတော့ဒီ GPI ကိုပင်နံပါတ်33နဲ့32မှာပြောင်းပေးလိုက်တာပေါ့နော်အဲ့ဒီတော့ကျွန်တော် hardware မှာတီးတန့်သွားပြီးတော့ပြောင်းစရာမလိုတော့ဘူးပေါ့နော် hardware ကဒီတိုင်းတက်ထားပြီးသားဖြစ်နေတဲ့အခါကျတော့ကျွန်တော်ဒီ software ထဲမှာပဲပြောင်းလိုက်လို့ရတယ်အဲ့ဒါကကျွန်တော်တို့ဒီကိုယ်တိုင်ကုတ်ရေးတတ်သည်ဖြစ်စေမရေးတတ်သည်ဖြစ်စေပေါ့နော်မရေးတတ်လို့ကူးထည့်ရင်လည်းကူးတက်ထပ်ဖို့လိုတာပေါ့နော်အဲ့ကြတော့ကျွန်တော်ကဖြစ်နိုင်တော့ဖုန်းနေနဲ့ bin file တွေကို upload လုပ်တာတို့ဒီ ESP32 flasher နဲ့ upload လုပ်တာတို့ကတော့ဒီလိုမျိုးပြန်ပြင်လို့တော့ရမှာမဟုတ်ဘူးပေါ့နော်အဲဒီတော့ Arduino IDE နဲ့ဒီလိုမျိုးကုတ်ရေးထားတဲ့ဥစ္စာပြင်လို့ရတဲ့ဥစ္စာတွေနဲ့ကိုယ့်အကို flash လုပ်ဖို့ကတော့အကောင်းဆုံးပဲဖြစ်ပါတယ်